မရိုက်ပါဘူးလို့သူ့လိုမဟုတ်ဘူးမရိုက်ဘူးသူကသူကတော့ပြောနေတယ်ဒါပေမဲ့အလားသမင်းစားနေလို့စားနေတာရိုက်လူလည်းသူညမှာခတ်နေတာလူလည်းကျွန်တော်ရိုက်တဲ့ဒါလေးမပါဘူးမေးကြည့်လိုက်ပါလားမေးကြည့်လိုက်မပါဘူးလေမင်းမပါဘူးအဲ့ဒါမပါဘူးအဲ့ဒါမပါဘူးကျွန်တော်ဖျောက်ပြလိုက်တာအကုန်လုံးသမင်းစားနေတာမေးကြတော့ပြီးတော့ကျွန်တော်သမင်းစားအဲ့ဒီအိမ်နဲ့ပဲစားပါလေဟိုဝေခံနေတယ်ဟုတ်ပါလေကိုကြီးဆက်တာလည်းအဲ့အိမ်နဲ့ပဲတကယ်ပါလေဒီဟုတ်ပါလေအဲ့ဒီမှာဒီကိုပါတယ်ဟုတ်တယ်လေအကုန်ပါတယ်ဒါပေမဲ့ဒီဟာတွေတောက်လို့ရိုက်တော့အဲ့ဒါဒါမပါဘူးသိကြကျွန်တော်ပြောက်မလိုက်ဘော်လေးကစော်မလာလို့ပေါ့တော့တိတ်ကွဲနေတာဘာကြောင့်ဒီလိုကြည့်လဲဒီကရုပ်လူတွေကအထင်သေးလို့ဒီလိုဘော်လေးရောက်တယ်လို့ပြောတယ်ဘော်လေးတော့လိုက်နေပြီပါဒီလိုလေးလိုက်တော့လေးဘော်လေးကြည့်လို့ကောင်းတယ်တော့ကားနာပါမယ်လိုက်ပါရတယ်ကိုလိုက်ပြီမယ်ဒီသေးတယ်တော့ကိုရဲ့အားသက်လို့ပြောလိုက်တယ်အဲ့ရသေး